ရှေပကံပြေးနိုင်နရတ်တင်ကမင်းကြီးနန်းဆန်းစင်ရွှေအစင်းကဲထိုလှပတော့ပျော့လူမျိုးနဲ့မိန်းမပြိုတို့ကိုဆက်တာလာခဲ့ပါတယ်ဒါပေမဲ့လေမင်းကြီးကသူ့မရဲ့နရွက်နဲ့ဝမ်းပိုက်ကိုကဲ့ရဲ့ကနားကကြီးကြီးနဲ့ဘိုက်ခောက်ကထူသေးဟုဆို၍လက်မခံပဲပယ်ချလိုက်ပါတယ်မင်းကြီးလည်းမချိုက်တာနဲ့သူမကိုမိမိအညီတော်အိမ်ရှိစံနရပတိစီသူထံသို့ပေးအပ်လိုက်ပါတယ်ညီတော်တို့သူမကိုတနာဆာနာစွာလက်ခံခဲ့တယ်မဲတော်မိဖုရားကြီးကအဲ့ဒီမိန်းကလေးကိုတားတော်ငယ်နရပတိစီသူအတွက်နန်းတွင်ဒလိနဲ့အညီနေထိုင်တက်စီဖို့ပြုပြင်ပေးရန်ဆုံးဖြတ်ခဲ့တယ်နန်းတွင်ပညာရှင်တို့ရဲ့ပြုပြင်မှုအောက်တွင်သူမရဲ့နားရွက်ကိုအနှင်းငယ်ပြုပြင်လေ့ကျင့်ခန်းလေးလုပ်ခိုင်းပြီးနန်းဒလိနဲ့အညီပြုပြင်ပေးလိုက်တယ်အဲ့ဒီအခါမှာတော့ပြစ်မျိုးမဲ့မထင်မိမ့်မှလှလေးအဖြစ်ပြောင်းလဲလာခဲ့ရာသူမကြီးအလှသည်နန်းတော်တွင်မှနှစ်သမီးတစ်ပါးနဲ့ထင်မှတ်ရလောက်အောင်လှပါလေအစကနာကြီးတလေဘိုက်ခောက်ထူတလေနဲ့ပြောခဲ့တဲ့နရတ်တင်ဟာမင်းကတော့ဝေလူဝဒီအလှကိုမြင်ပြီးနောက်တဏှာစိတ်များဖုံးလွှမ်းကဖောက်ပြန်ပစ္စည်းလာခဲ့ပါတယ်